တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကယံဗျမနောအဝါဒေတိအစရှိသဖြင့်ဒီဒေသနာကိုဘုရားကိုယ်တော်များခေါ်ကြတယ်လေဘယ်လိုအကြောင်းပြုဟောသလဲသာသနာတော်မှာမပျော်မွေ့လို့လူထွက်မဲ့ရဟန်းတစ်ပါးကိုအကြောင်းပြုပြီးတော့ဟောပါတယ်ဗျာပေသာကြီးဘယ်လိုအကြောင်းပြုဟောပါလိမ့်လူထွက်မဲ့ရဟန်းတစ်ပါးပျော်ဘူးသာသနာကြီးဘယ်ပျော်မလဲပြိဿသာသနာဆိုတာကအင်မတန်ဝိသဘာကအာယုန်တွေရှောင်ကျင်ရကိုတော်ဒီတရားနာပြိဿဝိသဘာကအာယုန်တွေမြင်လို့ဖောက်ပြန်ပြီးသောခါသာသနာတော်ကြီးမှာ तू မပြောတော့လူထွက်မယ်လို့ तू အာယုန်ရှိအဲ့ဒါဘေးကယဟန်တွေကသိကြသဖြင့်ငါရှင်သင်ဒီတိုင်းလူထွက်လို့မဖြစ်ဘူးလာဘုရားထံလိုက်ခဲ့ဆိုပြီးတော့ခေါ်သွားဟဲ့အလိုမရှိတဲ့ယဟန်ဘာပြုလို့ခေါ်ခဲ့ကြဒီယဟန်လူထွက်မလို့ပါတဲ့ဗျာအဲ့ချစ်သမင်းလူထွက်မယ်ဆိုတာဟုတ်သလားမှန်လားပါဗျာကျွေးတော့လူထွက်မယ်ဗျာအမင်းဘာပြုလို့လူထွက်မှာတော့ကျွေးတော့သာသနာတော်ကြီးမပြောဘူးဗျာအမင်းဘာပြုလို့မပြောတာတော့မှန်လားပါဗျာတပည့်တော်မလျှောက်ရဲဘူးဗျာတပည့်တော်မလျှောက်ရဲဘူးဗျာဟဲ့ချစ်သားမှန်တဲ့တိုင်းလျှောက်ထားတာတပည့်တော်ဝိသဘာကအာယုံကိုမြင်လို့ဝိသဘာကအာယုံကိုတွေ့လို့မြတ်စွာဘုရားမိမကိုဆွဲလန်းပြီးတော့တပည့်တော်လူထွက်ပါတော့မယ်ဗျာလို့ဘုရားလျှောက်တော့ဟဲ့ချစ်သားမိမကိုဆွဲလန်းပြီးလူမထွက်လေလင့်မိမများသည်စောင့်ရှောက်နိုင်ခဲ့သည်မိမများစောင့်ရှောက်လို့ရခဲ့တဲ့မြို့တက္ကမတွေကျုပ်မျက်စောင်းမထိုးနဲ့တော့ဘုရားဟောတဲ့အတိုင်းတော့ဟောမှာဘုရားဟောတာနောက်ပိုင်းဇာလန်းနဲ့ပေါ်လာပါလိမ့်ချစ်သာနားထောင်ဟဲ့လို့အတ္တိတေပါရဏသိအောင်အစရှိသဖြင့်ဟောလွန်လေပြီးသောအခါဝါယာနတိတိုင်းပြည်ကြီးမှာပြမရမင်းကြီးအုပ်ချုပ်စဉ်အခါဝါယာနတိမင်းဤအက္ကမဟေတိဒေဝီမိပယခေါင်ကြီးဝမ်းမှဖယားအလောင်းဖွားမြောက်တဲ့ကွငါဖယားအလောင်းဟဲ့ငါဖယားအလောင်းဖွားမြောက်တဲ့အချိန်ခါမှာခမဲတော်နတ်ရွာဆံကံတော်ကုန်ပြီးတဲ့နောက်ဝါယာနတိပြည်မှာဆက်လက်ပြီးပြမရမင်းအဖြစ်နဲ့အုပ်ချုပ်ခဲ့ဘုရားအလောင်းတော်ကြီးအုပ်ချုပ်တဲ့ဘာယာနာတိုင်းပြည်မှာဘာယာနတိမင်းရဲ့အပမှာကျွတ်တူခါစားနေတဲ့ပရောဟိတ်ပုံနာတယောက်ရှိအဲ့ဒီပုံနာကတရားနာပြိဿဘုရားအလောင်းတော်မင်းကြီးနဲ့အတူတကွကျွေးအံကစားပြိဿကြီးဘာလုပ်ပါလဲကျွေးအံကစားကြတဲ့ချိန်ခါမှာတို့ဘုရားအလောင်းတော်ကြီးကကျွေးအံကစားရင်သချင်းဆိုတယ်ဆိုတဲ့သချင်းလေးနားထောင်ကြည့်သစ္စာသချင်းသစ္စာဆိုကြတယ်ရှိတုန်းကသာဝနရီဝင်္ဂနရီသဗ္ဗေဝနာကထမယသဗ္ဗေထီယောကရိပပံလဘမာနိနိဝတကေလို့ဘုရားလောင်းသချင်းဆိုလိုက်သချင်းဆိုတော့သချင်းလေးလို့ကဲနောက်ကလိုက်ဆိုကြည့်စမ်းဟိမြင့်ဟူသမျှကောက်ကွေသည်တောဟူသမျှထင်းတွေ့မည်မိန်းမဟူသမျှဌာနကွယ်ရင်အတီးဖောက်ပြန်မှုကိုအမှန်ပပြုလေသည်ဒါခုနကသချင်းဆိုသည့်အတွက်တို့ကလည်းသချင်းလေးလိုရေးထားတယ်သာဝနရီဝင်္ဂနရီခတ်သိမ်းသောမြစ်တေသာမြစ်ကောက်ဟဲ့ပုံနာရဲ့သချင်းဆိုသာဝေဝနာကထမယတောဟူသမျှထင်းဖြင့်ပြီးတဲ့ပုံနာသဗ္ဗေထီယောခတ်သိမ်းသောမိမတို့သည်နိဝတကေစိတ်ငြိမ်ရာအယက်ကိုလဘမနေရသည်ရှိသောပါပံမကောင်းမှုကိုဝါမကောင်းမှုကိုအနဲ့ထုတ်ရမှာကြောက်လား
ပါပံမကောင်းမှုကိုဝါမကောင်းမှုကိုထပ်ပြောရင်သိပါပြီကရေယုံပြုကုန်ရာဤဘုံနာမိမများသည်စိတ်ွယ်ရာအရက်ကိုရခဲ့လျင်မကောင်းမှုကိုပြုတ်တတ်တဲ့လို့ဒီသစ္စာဆိုလိုက်တော့ဟောဖရာအလောင်းတော်ကြီးကကြွေအံကစားတာနိုင်တယ်ပြုတ်ရှုံးရောဘုံနာကြီးကုံမီအိမ်ရှိတာတွေဒုက္ခပါပဲရှင်မင်းနဲ့ကြွေအံကစားရငါကြီးအများကြီးရှုံးနေပါလားအိမ်ရှိတဲ့ပစ္စည်းတွေကုံမီသူသစ္စာဆိုတဲ့သချင်းကလေမြစ်ဟုသမျှကောက်တယ်တောဟုသမျှထင်းရှိတယ်မိမမှန်သမျှဖောက်ပြန်တယ်ဖြစ်ပါဘူးလေဒီတိုင်းကဆိုရင်တော့ငါကြွေအံမကစားတော့ဘူးတိုက်ပြေအုပ်ချုပ်တဲ့ဗျမရဘယင်ကြီးကိုငါနိုင်တဲ့သစ္စာဆိုမယ်နိုင်တဲ့သစ္စာဆိုမယ်ဆိုပြီးတော့ပုံနာကတရားနာပိဿကျွတ်တို့အင်္ဂဝိဇ္ဇာအတ္တတတ်တယ်နော်ပိဿကြီးဘာအတ္တတုံးမြို့ဟဲ့အင်္ဂဝိဇ္ဇာအတ္တဆိုတာခန္ဓာကိုယ်အင်္ဂါကိုကြည့်လိုက်ရင်လေတန်နေရှိတဲ့မိမတော်မှယောက်ျားလေးမွေးဖွားမယ်မိန်းကလေးမွေးဖွားမယ်ဆိုတာလေဓမ္မမရိုက်ဖဲနဲ့သိတဲ့ဟဲ့ဘုရားကလည်းဓမ္မရှိမထင်ပါဘူးသိတဲ့မြို့အဝဲကလှောင်ကြည့်တာနဲ့သိသည်သွေးတွေအကြောတွေလေတွေစမ်းမကြည့်ပဲနဲ့ယောက်ျားမိန်းမဆိုတာတန်နေရှိတဲ့မိန်းမလှောင်ကြည့်လိုက်ရုံနဲ့သူသိသည်ပြီးတော့တရားနာပရိသတ်ကြီးအိမ်ပြန်ရောက်တော့လေသာတကားဖွင့်တန်တွေအရင်အမှရှိတဲ့မိန်းမတယောက်လမ်းလျှောက်လာတာတွေ့ဟန်ကြငါကြည့်လိုက်စမ်းမှန်းဆိုပြီးတော့လှမ်းကြည့်လိုက်ဟာဟန်ကြပြီနေ့စီရက်စီကြီးပါလားဒီမိန်းမလမ်းမောလျှောက်ပြီးတော့သွားနေတဲ့ဒီမိန်းမရဲ့အရင်အမှတန်တွေကကြည့်လိုက်တော့ယောက်ျားလေးမဟုတ်ခဲနဲ့မိန်းကလေးဖွားမြောက်မှာကိုငါတွေ့ရပြီအဲ့ဒီကဲ့သို့မိန်းကလေးမွေးဖွားမယ်ဆိုတာသိတော့ဟောဒီတန်တွေအရင်အမှရှိတဲ့မိန်းမကငါတိုက်ပေါ်ခေါ်ထားမယ်ယောက်ျားအဆောင်အရှောင်မထားဘဲနဲ့မိန်းမတွေပဲစောင့်ရှောက်စေရမယ်မိန်းကလေးမွေးဖွားပြီးရင်သူ့အမေကိုပတ်စံပေးပြန်လွှတ်မယ်ဒီမိန်းကလေးမကြီးပြင်းသေးသမျှအရွယ်မရောက်သေးသမျှငါကြွေအောင်မကစားတော့ဒီမိန်းကလေးအရွယ်ရောက်လာလို့ငါအလိုသို့လိုက်အောင်မရအဖြစ်ထားပြီးမှငါကြွေအံကစားမယ်နိုင်တဲ့နည်းကြံတာပြုယောက်ျားတွေမြင်ဘူးတဲ့မိန်းမနဲ့တော့သူသစ္စာမဆိုဘူးတဲ့ယောက်ျားဆိုရင်ငါတယောက်တည်းမြင်ရစေမယ်မိန်းမအဆောင်ရှောင်းနဲ့ထားမယ်ဆိုပြီးတော့တန်တွေအရင်အမှရှိတဲ့မိန်းမကိုဟောတိုက်ပေါ်ခေါ်ပါရောဗျာတိုက်ပေါ်ခေါ်စောင့်ရှောက်လို့ငွေတွေပေးလို့ပေါ့လေပတ်စံရှိသလိုငွေပေးပြီးဘယုတ်ဒုက္ခလုပ်တဲ့အလုပ်ဆိုတာဘုရားလက်ထက်မကဟောအတိတ်တွေကစခဲ့တာခုခေတ်လည်းရှိပြီမှာပေါ့ကြည့်တရားနာပြိဿအဲ့ဒီလိုနေစရက်စေတန်နေကြီးဖွားမြောက်တဲ့အချိန်ကြတော့မိခင်လှုပ်တဲ့လူကိုပတ်စံပေးပြီးတော့ပြန်လွှတ်လိုက်မိမအဆောင်ရှောက်တွေနဲ့ထားအထိန်တော်ချော့တော်တွေနဲ့ဘုံခုနှစ်ဆင့်အမြင့်မှတင်ထားတဲ့ပြုဒီကလေးရဲ့ပြင်မဲ့ရောက်တဲ့အချိန်ကစပြီးတော့ယောက်ျားဆိုရင်ပုံနာကြီးတယောက်ကိုပဲမြင်စေတယ်ဒီပြင်ယောက်ျားတွေမမြင်ရအောင်အဆောင်ရှောက်မိန်းမတွေနဲ့ထားကလေးမလေးကလည်းတရားနာပိဿအပြင်မဲ့ရောက်လာလို့သိတတ်တဲ့အချိန်ကစပြီးလောကမှာယောက်ျားဆိုရင်ပုံနာကြီးတယောက်တည်းပဲရှိတယ်ထင်တယ်ဒီကလေးမအရွယ်မရောက်သမျှကြွေအောင်မကစားပဲနဲ့ဒီကလေးမလေးအရွယ်ရောက်လာတဲ့အချိန်မှာမရအရာမှာထားပြီးတော့မှဟောပုံနာကြီးကြွေအံကစားသွားပြီယုတ်ကြွေအံကစားသွားတော့မင်းဆရာကြီးမလာတာကြပါဖြင့်လား
မှန်လားပါဖရာကျွန်တော်မျိုးကြီးအမလေးရှာရတာနော်ကဲရိုးသွားကြပါစို့ဗျာပုံစံနေပါလေလုံမနေပါနဲ့မှန်လားပါဗျာကျွန်တော်မျိုးကြီးအိမ်မှာကိစ္စဝိစ္စတွေများနေပါသဖြင့်အခစားမရောက်တာအတန်ကြာခဲ့ပါဗျာမှန်လားပါဗျာဒီကိုတော်ကြီးကျွေးအံကစားကြစို့ဗျာပုံနာကြီးသင်ကစားရဲလို့လားမှန်လားပါကစားရဲကြောင်းပါဗျာကဲကစားရဲရင်လာတို့ကျွေးအံကစားကြစို့ကျွေးအံကစားတဲ့ချိန်ခါမှာတို့ဖရာအလောင်းတော်ကြီးကသာဝနရိဝေင္ဂနရိသဗ္ဗေဝနာကထမယသဗ္ဗေတိယောဟောကရိပပံလဝမာနိနိဝတကေဆိုလိုက်တော့တရားနာပြည်သားပုံနာကြီးကအားချမခံပြန်ဆိုသဗ္ဗေတဝမမမာနဝိကံသဗ္ဗေတဝမမမာနဝိကံမဟာယာဇမြတ်သောမင်းကြီးမမငါဤမာနဝိကံသတို့သမီးငယ်ကိုထပိတဝါထား၍သင်ဆိုတဲ့သစ္စာတပါးသောမိမတွေစိတ်ကြွယ်ရာအရာမှာဖောက်ပြန်တယ်ဆိုတာတော့ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်ငါဤမယားအငယ်ဖြစ်တဲ့သတို့သမီးငယ်ပုံနေမကလေးကတော့ဖြင့်ဒီလိုမဖောက်ပြန်ပါမင်းကြီးယောက်ျားဆိုရင်ငါတယောက်ကလွဲလို့တပါးသောယောက်ျားဖောက်ပြန်ဖို့ဝေးစွာမြင်တောင်မမြင်ဘူးပါဒီသစ္စာဆိုလိုက်တော့ရှေးတုန်းကမြန်သစ္စာထက်လိုက်ဟောတရားနာပိဋကကြီးပုံနာကြီးကနိုင်တဲ့ပြုပိဋကကြီးဘယ်သူကနိုင်သွားလဲပုံနာကြီးကနိုင်တော့ရှင်းမရင်သူ့နိုင်ထားတဲ့ပစ္စည်းတွေပြန်ပေးလိုက်ရတော့အတော်ရှုံးသွားပြန်ပြီရှုံးသွားတော့တရားနာပိဋကရေဖရာအလောင်းတော်ပြမရမင်းကြီးကစဉ်းစားတော့ပေါ့တန်ပုံနာသူ့အိမ်မှာစောင့်ရှောက်ထားတဲ့မိန်းမတယောက်တော့ရှိတန်ပုံနာသူ့အိမ်မှာစောင့်ရှောက်ထားတဲ့မိန်းမတယောက်တော့ရှိပြီရှိမရှိလူလွတ်ပြီးတော့တရားနာပိဋကကျွတ်တို့ဖရာအလောင်းတော်ကြီးအစုံစမ်းခိုင်းလိုက်တဲ့အချိန်ခါမှာရှိနေတာကိုသိတော့အဋ္ဌိဒုဒ္ဒဆိုတဲ့မိန်းမကိုခေါ်လိုက်အဲ့ဒါမိန်းမမဟုတ်ဘူးယောက်ျားမိန်းမပြည့်ယောက်ျားအဋ္ဌိဆိုတာမိန်းမဒုဒ္ဒဆိုတာဖြည့်စည်းမိန်းမတယောက်ကိုသူဖြည့်စည်းလို့ရှိရင်မပြည့်စည်ပဲမနေနိုင်မိန်းမဖြည့်စည်းတဲ့နေရာကြာကူလီလုပ်တဲ့နေရာပေါ့လေကြာကူလီဆိုလားကြာကူရီဆိုလားမသိပါဘူးသူတို့ပြောကြအဲ့ဒီနေရာမှာတော့နံပါတ်1ပေါ့ဟဲ့အဋ္ဌိဒုဒ္ဒခေါ်စမ်းဆိုတော့အဋ္ဌိဒုဒ္ဒဘိန်းရှိတော့ရောက်ဟဲ့အမောင်အဋ္ဌိဒုဒ္ဒဘုရားရှိတော်ရောက်ကြောင်းပါဗျာငါအမိန်တော်မှတ်မယ်သေချာနာထောင်သားဟိမှတ်လားပါဗျာငါထမငါနဲ့ကျွေးအံအတူကစားနေကြဖြစ်တဲ့ပရောဟိတ်ပုံနာကြီးရှိတဲ့ဟဲ့အဲ့ဒီပုံနာကြီးအိမ်မှာပုံနာကြီးကလွဲပြီးတော့လောကကြီးမှာယောက်ျားမရှိဘူးထင်ရလောက်အောင်ပုံနာကလွဲပြီးတော့တပါးသောယောက်ျားကိုမမြင်ရအောင်အဆောင်အရှောက်တွေနဲ့မယားအငယ်တယောက်တိုက်ဘုံ9ဆင့်အမြင့်တင်ထားတဲ့ကွဟုတ်လားပါဗျာအဲ့ဒီကိစ္စပုံနာကြီးရဲ့မယားအငယ်ကိုသီလပြအောင်မဖြစ်နိုင်မှာမလားဟဲ့ဖရာအလောင်းနော်ငငယ်တုန်းကကျွတ်တို့ဖရာအလောင်းလဲအတော်လေးပွေခဲ့တာဗျအတော်ပွေခဲ့တာဗျလေးသိင်ချင်းနဲ့ကဘာတင်းသူလဲအတော်မှွေနှောက်လာခဲ့လို့ဒီကိစ္စတွေအကုန်သိခဲ့လို့ဖရာကိုတော်မြတ်ကခမရတို့ကျွတ်တို့တနာလို့ဟောတာပေါ့မင်းတို့ရှုပ်တာဘာဟုတ်သေးတော့နဲ့ငါလည်းရှုပ်ခဲ့တယ်ဆိုတဲ့ဇာလန်းကြီးအတော်ဟောထားပါမသိခင်တော့ငါရှုပ်ပေမယ်လို့သိလျင်ဖြုတ်ဖို့တော်ပြီတော်ဘူးလားပြိဿကြီးဘုရားကိုယ်တော်မြတ်သိလို့ဖြုတ်သွားတော့သမ္မာသမ္ဗုဒ္ဓဖြစ်ဘူးလားပြိဿခင်ဗျားတို့လည်းမသိခင်တုန်းကမှားပြီးကျွတ်တို့လည်းမသိခင်တုန်းကမှားပြီးလုပ်ပေမယ်လို့သိရင်ဖြုတ်ဖို့မတော်ဘူးလားပြိဿကဲကြည့်ဘုရားအလောင်းကိုယ်တော်မြတ်ကြီးမသိခင်တုန်းကဒီလိုလုပ်ခဲ့မင်းသီလပြည့်အောင်ဖြစ်နိုင်ပါမလားဟိမှန်လားပါဗျာဘုရားကျွန်တော်မျိုးကြီးသည်မိမပြည့်ဆိုတဲ့နာမည်ကြီးယူထားတဲ့အချိန်ကစပြီးတော့
ဘယ်လိုအိမ်တရေရှိပါတယ်ဘယ်လိုအိမ်တွင်ဘုံမဘယ်လိုမိဘစောင့်ရှောက်တဲ့သမီးပြိုဘယ်လိုမောင်ဘွားထိမ့်သိမ့်တဲ့သမီးပြိုဘယ်လိုဝင်စောင့်ရှောက်ထားဖယားကျွန်တော်မျိုးကြီးဖြက်စီးပါကသီလမပြည့်စည်သောမိမမတွေ့ရဘူးပါဗျာဖြက်စီးနိုင်ကြောင်းပါဗျာဟောအေးကောင်းပြီဟဲ့ညော့ငွေ1000ယူသွားအတော်ဆိုးတဲ့ဘယင်ပေါ့အတော်ဆိုးတဲ့ဘယင်ဆိုပြီးရတုအဖေဖရားလောင်းညော့ငွေ1000ယူသွားဖြက်ချီတော့ငွေ1000ယူသွားပြီးတော့မိမပြည့်ယောက်ျားကဘာလုပ်သူလုပ်တဲ့အလုပ်ကဒီမိမကြီးဖြတ်သွားနေတော့ဒီမိမကြီးအကြောင်းကိုမေးကြည့်ဟဲ့တငယ်ချင်းတို့ဘာလဲကွာအိဋ္ဌိတုဒ္ဒနေပေါင်းကဒီမိမကြီးကဒီလမ်းမှာသူပန်းနေယူပြီးတော့သွားတာသူ့အလုပ်ကဘာတော့ကွာဩမင်းလည်းခက်လိုက်တာသူ့အလုပ်ကပန်းတော်စဲပေါ်ကွာဟေးဘသူဆက်တာတော့ဟာဘသူဆက်ရမတော့ကွာပုံနာကြီးပုံ9ဆင်းအမြင့်တင်ထားတဲ့မိန်းမပြိုလေးတယောက်ရှိတယ်ပြောတယ်ကွာအဲ့ဒီမိန်းကလေးကိုပန်းဆက်တာသူကွာဟောသိရောပြုတ်သိတော့ဘာလုပ်တယ်လဲပုံနာရဲ့အိမ်နဲ့မနီမဝေးပန်းဆိုင်တစ်ဆိုင်ဖွင့်ပြေးသားကြီးဘာဆိုင်တော့ပြုတ်ပုံနာအိမ်နဲ့မနီမဝေးပန်းဆိုင်ဖွင့်ပြီးတော့လေအဲ့ဒီမိန်းမကြီးလာတဲ့ချိန်ခါမှာကြည်အိဋ္ဌိတုဒ္ဒကဆိုင်ထဲကထွက်မိမကြီးရှိတအားပြေးအမေပြောအမေနဲ့တအားပြေးပြီးတရားနာပြည်သားကြီးမိမကြီးနာရောက်တော့ခြေသလုံးစုပ်ဝင်ဖက်ယောက်ျားဖြစ်ပေမဲ့မိမကြီးခြေသလုံးစုပ်ဝင်ဖက်အမေခုမှဘယ်ကလာရတာတော့မလေးသားကိုပြစ်ပြီးတော့အမေအဝေးကြီးနေရပါပဲရဲ့အမေသားကိုမချစ်လို့ပြစ်သွားတာလားမေရဲ့အမေခုပဲကလာတယ်လေဟဲငါအမေတဲ့ဒီကောင်လေးဘယ်နဲ့ကောင်လေးပါလဲနေပါအောင်ကွယ်ငါမှသားသမီးမရှိပါဘူးကွယ်မင်းကငါဘယ်နဲ့ကြောင့်အမေခေါ်နေတာတော့အိုးဘယ်နဲ့သားသမီးမရှိရောက်မှာတော့သားတစ်ယောက်အနာရောက်လာပါလေကနေအမေဘယ်နဲ့ကြောင့်သားသမီးမရှိဘူးပြောတာတော့မလေးမျက်လုံးမျက်ဖက်နာတာငါအစကျွန်တော်အမေပါပဲချွတ်ဆွတ်ထားတယ်လို့ကြီးအမေပါခမရမမေဘယ်နဲ့ကြောင့်သားကိုပြစ်ပြီးတော့အမေရှောက်သွားနေရတာဒုံနဲ့တရားနာပြည်သားကြီးဘာမှမဟုတ်ဘဲနဲ့မိမကြီးလုံးလေရိုက်အောင်ပြောလိုက်တော့မိမကြီးလေမျက်စိလဲသွားပြီဟဲမျက်ရည်တွေဘာတွေကြာလို့ပါလားပါလူကလေးဟဲလဲသွားပြီဒီဘဝငါဝန်းနဲ့လွယ်ပြီးမမွေးရပြီမဲ့လို့နောက်ဘဝကတော်ခဲ့တဲ့သားနဲ့တူရဲ့သားရဲ့လူကလေးမင်းမျက်ရည်ကြာပြီမင်းမျက်ရည်ကြာမှာတော့အမေမျက်ရည်မကြာပဲနေပါမလားလူကလေးထသားဟောပြိဿသားဖြစ်သွားပြီကွာအမေခေါ်တာနဲ့သားဖြစ်သွားတော့ဘာမှတော်တာမဟုတ်ဘူးပြိဿမှတ်သွားတော့မာယာပြိုင်းနေပြီအခုကတည်းကစပြီးတော့မိမမာယာကိုယောက်ျားမာယာကပြိုင်းနေသည်ပြိဿဘသူကမာယာပြိုင်းနေတာဒါကြောင့်လည်းအကုန်မျက်စိလဲကုန်တာပေါ့ကြည့်အခုတရားနာပြိဿကြီးမိမကြီးမျက်စိလဲသွားပြီငါသားသမီးမရှိဘူးဆိုပေမဲ့လို့သားရဲ့လူကလေးမင်းမျက်ရည်ကြအမေမငိုပဲနေနိုင်မှာမလားမေကြုံမေးတာပြောပါဦးသားကိုပြစ်ပြီးတော့ဘယ်နဲ့ကြောင့်တလောက်ကြီးလျှောက်သွားနေရတာတို့အခုမေပဲသွားမှာတို့ဟောသားရဲ့အမေမှာသမီးတယောက်ရှိတယ်ကွယ်ဗျာခုနကသားသမီးမရှိဘူးဆိုအေးလေလူလေးရဲ့ဟိုကသမီးရင်မဟုတ်ပါဘူးသားရဲ့မဒီကတော့သားရင်လို့မိမကြီးမျက်စိလဲနေတာပြောပါတယ်သားရဲ့အမေအလုပ်ကပန်းဆိုင်ရတဲ့ကွယ်ပုံနာကြီးရဲ့မယားဘုတ်9ဆင်းအမြင့်တင်ထားတယ်ပုံနာကြီးကအမေကိုပန်းပိုးပေးလို့အမေကလေဟောဒီပတ်ဆံနဲ့နေ့စဉ်ဝယ်ပြီးတော့ပန်းဆိုင်ရတယ်သားရဲ့မရဲ့ဒါဖြင့်လာပါဆိုင်နေလိုက်ခဲ့ပါဦး
သားတယောက်လုံးရှိနေမှတော့အမေဒီကနေ့ဘယ်သူရှိမှပက်ဆံပေးပြီးပန်းမဝယ်နဲ့တော့ငွေ1000ဘယင်ကပေးထားတဲ့ကောင်ဒီပန်းလောက်ပါဂရုစိုက်လိုက်ကိုင်ပန်းနေအများကြီးပေးလိုက်အမေတဲ့ဟိုပန်းဘိုးကိုဒီကနေ့ကစပြီးအမေသုံးတော့ကျုပ်ရှိကပန်းမဲ့ယူပြီးတော့အမေအဲ့ဒီပုံနာကြီးမရဘူးဆက်တော့နေ့စဉ်နဲ့အမြတရားနာပြိဿမိမကြီးလည်းဘဝင်ကြလားပြိဿကြီးမိမကြီးပါကြလားကြရောပေါ့ကွာငွေကိုဟာငွေကိုဟာပုံနာကြီးကပေးတဲ့ပန်းဘိုးတွေသူ့သုံးပြီးတော့ဘာမှမတော်တဲ့လူတယောက်ကအမေခေါ်ပြီးပန်းနေအလကားပြီးတော့သူကလည်းသားနဲ့တသားတဲ့သားနေတာဟိဒါတော့ငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်လာရင်ကာမတတ္တဝါတွေမပျက်စီးသင့်ဘဲနဲ့လည်းပျက်စီးကြသည်တို့ဗမာပြည်အတွက်တော့သိကြပြီးသားဖြစ်ပါဗျာကြည်တရားနာပြိဿရေအဲ့ဒီလိုနေ့စဉ်နဲ့အမျှပန်းဘိုးတွေသူသုံးပြီးတော့လာခဲ့နောက်တရားနာပြိဿကလေးမလေးကမေးတာပေါ့အမေတဲ့ဟိုပုံနာကြီးကကျမကိုပိုချစ်တယ်နဲ့တူတယ်တဲ့ပုံနာကြီးမရအငယ်လေးကငါသမီးဘာဖြစ်လို့ဒီလိုပြောတာတော့အမေတဲ့ဟိုပုံနာကြီးကပန်းဘိုးတွေများကြီးပို့ပေးလို့သမီးတွေအမေကကြည့်လေအခုပန်းတွေကအများကြီးဝဲလာတယ်မို့လားအောင်မလေးညိပုံနာကြီးကပေးပါလိမ့်တော့ဘာဖြစ်လို့ပန်းတွေများတာတော့မင်းရဲ့သမီးရဲ့အမေမှာသားရှိတယ်သမီးရဲ့အမေသားကဒီပန်းတွေကိုပေးလိုက်တာပုံနာကြီးပေးတဲ့ပတ်စံကိုအမေသုံးပြီးတော့အမေတပြားမှမကူရဘဲနဲ့ဟောတာသားပေးတဲ့ပန်းတွေသမီးရဲ့နေပါဦးအမေရဲ့သားဆိုတာဘာတော့ဟောတော့ဒုက္ခပဲအဲ့လီမဒုက္ခနဲ့လေပုံနာကြီးတယောက်ယောက်ျားရှိတယ်ထင်အောင်မိမတွေနဲ့စောင့်ရှောက်ထားတော့လေငါသမီးကြီးမသိဘူးပေါ့သားဆိုတာပုံနာကြီးလို့ဟာဘောသမီးရဲ့နေမောင်မေရဲ့သားဆိုတာပုံနာကြီးလို့ဟာဆိုတော့ဟိုပုံနာကြီးလို့ဟာဘောလောကတယောက်တည်းမြင်မှုတာကိုကွပုံနာကြီးလို့ပဲသမီးရဲ့အမေရဲ့မသိလို့မေးရအောင်မယ်မေရဲ့တဲ့ဟိုပုံနာကြီးလို့အကုန်ပါတာပဲလားဟောတော့ဟဲ့ကောင်မလေးပုံနာကြီးလို့ဆိုပုံနာကြီးလို့အကုန်ပါတာပေါ့ဟဲ့အမေတိတိုင်းဆိုရင်ပုံနာကြီးလို့ပဲဟိုပရီဒီဘာတွေတွန့်လားမေရဲ့ဩခက်တော့တာပဲကြီးကပုံနာကြီးတယောက်တည်းလောကမှာယောက်ျားရှိတာကိုယောက်ျားရှိတယ်လို့ထင်နေတာကိုပုံနာကြီးလို့ဘာတွေရှိသလားမလေးဟောပြင်မဲ့ထုတ်ကလို့တော့မကုန်ဘူးတော့ယောက်ျားတွေအများကြီးငါသမီးမသိအောင်စောင့်ရှောက်ထားတာကိုအမေတပြည့်ပဲအရွယ်လောက်ရှိတော့ဟောငါသမီးတို့အရွယ်လောက်ရှိတယ်တော့အမေသားကလှပကလေးလို့လဲပြောလိုက်ရောတရားနာပြိဿကြီးကလေးမလေးမြင်သေးဘူးမမြင်သေးပဲနဲ့ဟမ်မလေးပုံနာကြီးလို့ယောက်ျားငါလိုရွယ်သူရှိတဲ့ငါလိုရွယ်သူရှိပါလျက်ကနေပုံနာအိုကြီးနဲ့နေရတာဟမ်မလေးအသက်ကြီးပြီးသေကနေကြီးနဲ့ငါနေရတာငါဘဝဆိုးလာကြီးလားအမေသားကဒီပန်းနေပေးသလားဟောငါသမီးထံအမေကပန်းဆိုင်ဒီပန်းနေပေးသလားဟောငါသမီးထံအမေကပန်းဆိုင်ရတယ်ဆိုလို့ဒီမဲ့ပတ်စံတပြားမှမယူဘဲနဲ့ငါသမီးကိုပန်းနေအများကြီးပေးလိုက်တော့မင်းကျုပ်ကြည့်ချင်လိုက်တာငါသမီးရဲ့တနေ့ကြည့်ရမှာပေါ့အမေကြံပေးပါမယ်ဒီလိုနဲ့တရားနာပြိဿကြီးမျက်စိနဲ့မမြင်သေးပဲနဲ့စိတ်ကွယ်တဲ့နေရာကိုနှစ်ယောက်ချင်းမတွေ့သေးပါပဲနဲ့ရှိတယ်ဆိုတာကြားလိုက်ယုံလေးကနဲ့ကြားခါမြနဲ့ຢာကဖြစ်ပေါ်ပြီးတော့အထိန်တော်ကြီးရဲ့သားဆိုတဲ့အပေါ်မှာချစ်ခင်စိတ်ဝင်လာပြီဖခင်အလောင်းများထားကြောင့်သစ္စာဆိုတာပေါ့ပြိဋိဒုဒ္ဒမိမ့်မပြက်ကလည်းဒီကနေ့တော့အကြံကောင်းတစ်ခုရပန်းဆိုင်မခွင့်တော့ပြိဿကြီးပန်းဆိုင်ခွင့်ရလားပန်းဆိုင်မခွင့်တော့သူပါလို့သူပန်းဆိုင်ပိတ်ပြီးတော့မိမကြီးလာမဲ့အချိန်တရားနာပြိဿအိမ်ထဲဝင်
ခွေကလေးအိတ်ဝေးအိတ်တွေကိုပြောထားတယ်အိုမိမကြီးလာလို့ရှိရင်တဲ့ငါသားဘယ်မလဲတကားကြီးပိတ်ပြီးဘယ်သွားတော့များမေးလို့ရှိရင်တော့သားနေမကောင်းလို့အိတ်နေတယ်ပြောလိုက်ကြမှားထားပြီးတရားနာပြေးတာနေမကောင်းဟန်ဆောင်တယ်ပေါ့အထိန်တော်ကြီးလာပြီဟောအာရဲ့လူကလေးဟင်တကားကြီးလည်းပိတ်ထားတယ်ပလင်ငါသားလေးပဲသွားပါလေပြောမိမကြီးအော်မနေနဲ့ခင်ဗျာသားနေမကောင်းလို့အတွင်းအိတ်နေတဲ့တိတ်ကလေးသာဝင်သွားဆိုတော့ကခွေကလေးတင်မလွယ်လေးထိုင်းလို့မိမကြီးကနှစ်ဖူးပေါ်ဆန်းစားလေးများတတ်လို့သားလူကလေးငါသားရဲ့ငါသားနှစ်ဖူးစမ်းကြည့်တော့ကိုလည်းမပူပါလားချွေးတွေနဲ့ပါလားဇောချွေးတွေလေညနေနဲ့ထုတ်ခြေပြလက်ဖြာစမ်းကြည့်တော့ကိုကြီးကအကောင်းသားရဲ့ငါသားကြီးကြည်ရအမေတခုခုစိတ်ညစ်စရာရှိနေတယ်လို့ငါသားကိုအမေထင်တယ်လူလေးအမေပြောသားမှာသားရဲ့အမေကျုပ်နေမကောင်းတာအမေပြောလို့မဖြစ်ပါဘူးအမေကိုမပြောပါရစေနဲ့ဟောဘယ်လိုပြောလိုက်ကြတော့သားရဲ့အမေနဲ့သားနှစ်ယောက်တည်းရှိတာအမေကိုမပြောငါသားဘာလို့ပြောမှာလဲပြောပါသားရဲ့အမေကိုပြောအမေကိုမပြောရင်ငါသားဘာလို့ပြောမှာလဲအမေစိတ်မကောင်းဘူးသားရဲ့လို့ဆိုတော့သားလို့သူကငုတ်တုတ်လေးထားထိုင်အမေပြောပါဆိုလို့သာကျုပ်ပြောရမှာအမေရဲ့ကျုပ်လေအမေစောက်ရှောက်ပြီးတော့နေပါတယ်ဆိုတဲ့ပုံနာကြီးရဲ့မယားအငယ်ဖြစ်တဲ့အဲ့ဒီကလေးမကိုမရရင်ကျုပ်ဒီဘဝသေရလိမ့်မယ်ပြောပါဟဲ့ယောက်ျားမယာနဲ့အဲ့ဒါလို့လဲပြောလိုက်ရောအမေလို့သူပြူးသွားမျက်လုံးရှင်းတော့လွဲသွားလို့လူကလေးမင်းမသေးရပါဘူးတာရမင်းဘယ်လိုနည်းနဲ့မှမသေးရဘူးတာရငါသားအရင်ခောက်ကြီးသေရမလားဟိုကသမီးခေါ်ပြီးမယ်လို့ပုံနာကြီးမယားကသမီးအရင်မဟုတ်ဘူးသားရဲ့ဟောဗျာဒီကတော့သားအရင်လူမိမကြီးမျက်စိလဲနေတာနော်သားရဲ့သမီးအရင်မဟုတ်ဘူးငါသားကြီးအသက်အဆုံးမခံဘူးဒီကိစ္စအမေကြံမယ်အမေပြောအောင်မယ်သားရဲ့ငါသားစိတ်ချမ်းသာနေရင်နော်ဆိုပြီးဖြောင်းမြပြောပြီးတရားနာပိဋကပြန်သွားတိုက်ပေါ်ရောက်ဆိုကြပါစို့ဟဲ့အမေဒီနေ့ပန်းလည်းမရပါလားပန်းမရဘူးသမီးရဲ့ဒါသူများစီကရတာလေးအမေထဲကပက်ဆံနဲ့ဖြစ်တယ်လို့ဝဲလာခဲ့နည်းနည်းလေးပဲရတယ်သမီးရဲ့မေဒီနေ့ပန်းမရဘူးအမေဒီပန်းနေနဲ့လာကြည်လားဘယ်နဲ့ကြောင့်တော့မေရဲ့သမီးရဲ့ဘယ်နဲ့ကြောင့်မှမဟုတ်ဘူးအမေသားနေမကောင်းဘူးသမီးရဲ့ဟင်မေသားနေမကောင်းဘူးမေအေးရတဲ့ထားရလားအေးရတဲ့ကမထားဘူးသမီးရဲ့သူနေမကောင်းတာလည်းတခြားကြောင့်မဟုတ်ဘူးသမီးရဲ့သမီးကိုမရရင်ဒီဘဝသူသေးမတဲ့ဒီဘဝသမီးကိုမရရင်သူသေးမတဲ့အိပ်ရတဲ့ကမထားဘူးသမီးရဲ့လို့လည်းပြောလိုက်ရောအမေမသေးရဘူးသူမသေးရဘူးဖြစ်သွားပြီဟိုကအမလေးသူမသေးရဘူးသမီးသေးမယ်အမေရဲ့ကြည်တရားနာပြည်သားမြားဦးကကလေးမရှိရောက်သွားပြီညီတို့ကိစ္စလည်းခက်တော့တာပဲသားလည်းမသေးရဘူးသမီးလည်းမသေးရဘူးအမလေးငါသေးလိုက်မယ်ဝါကြကုန်တာပေါ့အကုန်မျက်စိလေထွက်ကုန်မင်းကြံတော့မအိုးငါမကြံတတ်တော့ပါဘူးအမေမကြံတတ်မရှိနဲ့ဟောအမေသားကိုလေအမေသားကိုဟောဒီတိုက်ပေါ်ရောက်အောင်သာအမေဆောင်ရင်းတော့အမေသားတိုက်ပေါ်ရောက်ဖို့အမေတာဝန်ဒီတိုက်ပေါ်ရောက်လာလို့ရှိရင်ပုံနာကြီးမသိအောင်သူ့ကိုကြနာထားပြီးတော့သမီးဘက်ကတာဝန်ကျေဖို့ကတော့သမီးတာဝန်ဖြစ်သည်ဒီတိုက်ပေါ်ရောက်အောင်အမေတာဝန်ယူပါကဲကောင်းပါပြီတော့ဒီတိုက်ပေါ်ရောက်အမေတာဝန်ယူမယ်နော်ဒီတော့ငါသမီးဒီတိုက်ပေါ်မှာကိစ္စအဝငါသမီးဆောင်ရင်းနော်အားလုံးလဲစီစဉ်ပြီးရောကဲအမေဒီကနေ့တိုက်ပေါ်ရောက်အောင်တင်တော့
တင်းတော့ဆိုတော့တရားနာပြည်သားထိန်တော်ကြီးကဘောကပန်းကြောက်တွေအမိုက်တွေစောင့်နေတဲ့တကားခုနှစ်ပေါက်ကလည်းတရားနာပြည်သားဘုံခုနှစ်ဆင့်ဆိုတော့မိမတွေကြီးအဆောင်လျှောက်ထားအဲ့ဒီမိမတွေရဲ့ခေါင်းပေါ်မှာအထိန်တော်ကြီးကပန်းကြောက်တွေသွန်ချသည်။အိုးထိန်တော်ကြီးရမ်းလှကြီးလား။အေးရမ်းတယ်လည်းမအောင်မိပါနဲ့။ငါတယောက်တည်းဆိုတော့လည်းမနိုင်မနှင်းအေးအောက်ကဖြစ်တယ်လို့သာကြည်ရှောင်ကြတော့ဟဲ့။တကားပေါင်သားမနေအောင်တရားနာပြိဿ။အဲ့ဒီလိုအမိုက်တွေပန်းကြောက်တွေပြစ်ချပြီးမိမကကျွတ်တို့ဟိုယောက်ျားထဲလောက်တဲ့တောင်းကြီးယူသွား။တောင်းကြီးယူသွားပြီးဟိုကြတော့လူကလေးထငါသားဘာမှမပူနဲ့ဘာမှမပူနဲ့ငါသားကိုအမေတိုက်ပေါ်ရောက်အောင်တင်မယ်ဟိုကြတော့သူ့တောင်းဝင်နဲ့သားရဲ့အမေကျုပ်ပဲလို့လိုက်မတော့ဟိုငါသားတောင်းနဲ့ထိုင်လိုက်ရမယ်ပေါ့အပေါ်ကပန်းနေဖုံးပြီးတော့ငါသားတိုက်ပေါ်အမေရောက်အောင်တင်မယ်ဟုတ်ကဲ့မေကျုပ်လိုက်မယ်အမေရဲ့ဆိုပြီးတော့တရားနာပြည်သားတောင်းနေထဲတဲတော့မလွယ်ဘူးပေါ့လေဟောပေါင်းတို့လို့ဆိုရင်လည်းဖြစ်တယ်လို့ထဲလိုက်ပြစ်တိုင်းတောင်လုံးငုတ်တုတ်လွယ်သားပေါ့လူကောင်းဆိုတော့လေတရားနာပြည်သားခွေခောက်ထဲရခွေခောက်ထဲပြီးအပေါ်ကပန်းနေ